ကျွန်တော်တို့ဦးစီးဥဆောင်ပြုမဲ့ကျွန်တော်တို့ရဲ့အိမ်တော်ဦးစီးပေါ့ဟလာကျွန်တော်တို့အဖေဆိုရင်ကျွန်တော်တို့ရဲ့အိမ်တော်ဦးစီးပေါ့ဟလာကျွန်တော်တို့ရဲ့မိဘကျွန်တော်တို့အဖေကိုအမေကိုကျွန်တော်တို့ရွေးချယ်ပိုင်ခွင့်မရှိဘူးဟလာကျွန်တော်တို့မွေးလာပြီးဒါဖြူမဲမဲကောင်းကောင်းမကောင်းကောင်းဟလာကျွန်တော်တို့ချစ်မချစ်ကျွန်တော်တို့ကြောင်းထားပေးမပေးဟလာကျွန်တော်တို့ကပါလေကျွန်တော်မိဘဖြစ်တော့ကျွန်တော်မှရွေးချယ်ခွင့်မရှိဘူးအစိုးရကကျွန်တော်ရွေးချယ်ခွင့်ရှိဟလာကျွန်တော်တို့မြန်မာနိုင်ငံဆိုတဲ့အိမ်ကြီးကိုဦးစီးဥဆောင်ပြုမဲ့အိမ်တော်ဦးစီးဖခင်ကြီးကိုကျွန်တော်တို့ကမဲပေးပြီးရွေးချယ်တော့ပြည်သူတွေကမိစိတ်ကြရွေးချယ်ခွင့်ရှိတယ်ဟောကျွန်တော်တို့ရွေးချယ်တဲ့လူနိုင်သွားတဲ့ပါတီကအစိုးရဖြစ်ပြီးတိုင်းပြည်ကိုဦးစီးဥဆောင်ပြုပြီးအိမ်တော်ဦးစီးပြီးရောက်သွားတဲ့ခါကျတော့ကျွန်တော်တို့မြန်မာနိုင်ငံဆိုတဲ့အိမ်ကိုပြည်သူတွေကရွေးချယ်ပေးလိုက်တဲ့အိမ်တော်ဦးစီးရအုပ်ချုပ်တော်ဟုတ်လားဒါကျွန်တော်တို့လူသားအနေနဲ့တော့ကျွန်တော်တို့မိဘကိုရွေးချယ်ခွင့်မရှိပေမဲ့ဟုတ်လားနိုင်ငံအနေနဲ့ကြတဲ့ခါကျတော့ကျွန်တော်တို့ပြည်သူလူထုကကိုယ့်အိမ်ရဲ့အိမ်တော်ဦးစီးကိုရွေးချယ်ပေးပိုင်ခွင့်ရှိတယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့မိဘနေရာနေပြန်စဉ်းစားကြည့်အောင်ကိုယ်သာ10တန်းမအောင်ရင်မအောင်မယ်ကိုယ်သာစိုက်ကနေနေရမယ်ကုန်ထမ်းရင်ကုန်ထမ်းနေရမယ်ဒါပေမဲ့ကိုယ်သားသမီးကြတော့အကောင်းဆုံးကျောင်းတယ်အကောင်းဆုံးဆရာမနဲ့စာသင်ပေးနေခြင်းတယ်ဘာဖြစ်လို့လဲသားသမီးကိုချစ်လို့လေဟဲ့လားမိဘမြတ်တာကိုယ်သားပညာမတတ်ရင်မတတ်မယ်သားသမီးကိုပညာတတ်ကြီးဖြစ်စေခြင်းတယ်ကိုယ်သားကျမ်းမာရေးချို့တယ်မယ်ကိုယ်သားသမီးကိုကျမ်းမာရှိစေခြင်းတယ်ပြီးရင်ကိုယ်အသက်အရွယ်အိုမင်းလို့ဟဲ့လားဘဝနေဝင်ရောက်တဲ့အချိန်မှာကိုယ်သားသမီးတွေကပြည့်စုံချမ်းသာနဲ့အရာရှိအရာခံကြီးတွေဟလာချမ်းသာရှိနေတာမျိုးကိုမိဘတွေကမြင်ပြီးတော့မှစိတ်အေးချမ်းသာနဲ့မျက်လုံးမိတ်သွားခြင်းတယ်ဒီသားသမီးတွေရှာပြန်လို့ခြင်းလို့လားမဟုတ်ဘူးကိုသားသမီးတွေအတွက်စိတ်အေးသွားခြင်းနဲ့မိဘတွေရဲ့မြတ်တာဆိုတော့နိုင်ငံတော်အစိုးရကလည်းမိဘနေရာရောက်လာတဲ့အခါကျရင်အဲ့လိုပဲကိုယ်နိုင်ငံသားတွေပညာတတ်ဖို့ကိုယ်နိုင်ငံသားတွေကျန်းမာဖို့ကိုယ်နိုင်ငံသားတွေအလုပ်ကိုင်ခွင့်လန်းနေနဲ့ချမ်းသာဖြစ်မှအိမ်တော်ဦးစီးတာဝန်ကြီးပါပေါ့မဟုတ်လားကျွန်တော်ပြောချင်တာဆိုတော့အဲ့အတွက်ကျွန်တော်တို့တွေကဘာလုပ်ရမလဲနိုင်ငံတော်အစိုးရဖြစ်လာတဲ့ပုဂ္ဂိုလ်တွေကနိုင်ငံသားတွေကိုစောင့်ရှောက်နိုင်ငံသားတွေရဲ့ပညာရေးအတွက်အကောင်းဆုံးဖြစ်အောင်ဖန်တီးပေးရမယ်ကိုသားသမီးတွေကိုပညာကျောင်းကောင်းထားသလိုပဲကိုနိုင်ငံသားတွေပညာတက်တွေဖြစ်အောင်ကျွန်တော်လုပ်ပေးရအဲ့ဒါကိုနိုင်ငံသားတွေကျန်းမာဖို့နိုင်ငံတော်ကစီမံပေးရမယ်ကိုနိုင်ငံသားတွေအလုပ်ကိုင်အခွင့်အလမ်းတွေရပြီးတော့မှဝင်ကောင်းရပြီးတော့မှပြည့်စုံလူတူနေနိုင်ဖို့နိုင်ငံတော်ကဖန်တီးပေးရမယ်။ကဲမိဘတွေအနေနဲ့သားသမီးတွေကိုခုလိုမဖန်တီးပေးနိုင်ရင်ခုနလိုကြောင်းကောင်းမထားနိုင်ဘူး၊စိတ်ကောင်းမကုနိုင်ဘူး။ဟဲ့လားဆိုရင်ကလေးတွေကဘာဖြစ်မလဲ။အလုပ်ကိုင်းမိဘတွေကမဖန်တီးပေးနိုင်ကလေးတွေဘာလုပ်လဲ။ဟာငယ်ရွယ်နဲ့အရက်တောင်းမယ်၊မူးစေဝါတွေသုံးဆွဲမယ်ဟဲ့လား။ကိုသုံးကျင်တာမသုံးတော့ဘာဖြစ်လဲ။အမေငကက်ခိုးရောက်မယ်၊စိတ်ကြိုးခိုးရောက်မယ်။ဒါပါလေဆိုတဲ့အခါကျတော့မိဘတွေကကလေးတွေကိုကြောင်းကောင်းမထားနိုင်ဘူးပညာပြည့်ဝမသင်ကြားပေးနိုင်ဘူးကလေးတွေကိုကျွန်တော်တို့ဟလာကောင်းမွန်ထိန်းဆောက်ရှောက်ပြီးတော့အလုပ်ကန်တွေမစီမံပေးနိုင်တော့ကလေးတွေကအရွယ်ရောက်လာတဲ့အခါကျတော့သုံးကျင်တယ်ဖြုံးကျင်တယ်သုံးကျင်ဖြုံးကျင်တဲ့အရွယ်မှာလမ်းဖားပြီးတော့အရဲကြီးကျွန်းမူးယစ်စေဝါကြီးကျွန်းဖြစ်တဲ့အခါကျတော့မှန်ကန်စွာသိမြင်မှန်ကန်စွာမဆုံးဖြတ်နိုင်တော့ဘူးမှန်ကန်စွာမတွေးနိုင်တော့ဘူးလမ်းကြောင်းတွေလွဲပြီးတော့ဗာလေကိုယ့်အိမ်ကိုပြန်ဒုက္ခပေးဟလာအိန္ဒိယရှိတဲ့အတွေ့အကြုံရောင်းပြတာဆိုမိဘတွေဒုက္ခမရောက်ဘူးနောက်ဆုံးမိဘတွေကအသက်အန္တရာယ်ပြန်ရှာတဲ့အထိမှားရင်းကြတော့အဲ့ဒါဘာကြောင့်လဲလို့မေးရင်အဓိကအချက်နဲ့ချက်ပဲပညာမတက်ခြင်းရဲ့စင်ရနံပါတ်ချင်းအဲ့ဒီလိုပဲကျွန်တော်နိုင်ငံမှာပညာမတက်တဲ့လူတွေများလာမယ်စင်ရနံပါတ်တဲ့လူတွေများလာမယ်ဆိုရင်ဘာဖြစ်မလဲအဲ့ဒီပြည်သူလူထုကဘာပြန်ဖြစ်လာမလဲကိုယ့်ပြည်သူချင်းချင်းပြန်ဒုက္ခပြီးတော့မယ်သူများဖုန်းကိုလူမယ်သူများဆန်ကြီးကိုလူမယ်ဟဲ့လားသူများကိုရိုက်တက်ပြီးတော့သူများအိမ်ရပစ္စည်းတွေခိုးမယ်မဟုတ်လားဆိုတော့မိဘအိမ်ရမှာရှိတဲ့အစိုးရတရက်ကသားသမီးနေရာမှာရှိတယ်လို့အခြေအနေရဟလာသားသမီးပြည်သူနေရာမှာရှိတယ်သားသမီးနေရာမှာရှိပြည်သူတွေကိုပညာတတ်ဖို့ကျန်းမာဖို့ဟလာအလုပ်ကိုင်ခွင့်လန်းနေရှိဖို့ဖန်တီးပေးရမယ်ပြည်သူတွေလုံခြုံအေးချမ်းပျော်ရွှင်နေနိုင်အောင်ကျွန်တော်ကစီမံပေးရမယ်အဲ့လိုလုပ်နိုင်ဖို့အတွက်ကလည်းတခါနိုင်ငံတော်မှာဘာလို့အပြန်လဲဆိုတော့ကျွန်တော်တို့အိမ်သူအိမ်သားအချင်းချင်းညီညွတ်ဖို့လည်းလူပြန်ရောဟလာဖခင်ကြီးကတော့လုပ်ပါရဲ့အပြစ်မှာလုပ်နေရှာပတ်စံနေရှာအိမ်ပေးအိမ်မှာပြန်ပြီးတဲ့အခါကျတော့မိန်းမလုပ်တဲ့လူကပေးတဲ့ပတ်စံကိုနှလုံးထိုးသားလုပ်တဲ့လူကခိုးဆေးချဟာပြီးရင်အိမ်မှာမေအေးကထမင်းချက်လဲဝင်မကူဖေးကရေတောင်းပေါက်တင်လဲဝင်မကူဖေးရဲ့စီးပွားရေးလုပ်ငန်းလဲဝင်မကူအဲ့လိုတွေလုပ်နေပြန်ရောပြီးတဲ့အခါကျတော့မောင်နှမချင်းမတက်ရန်ဖြစ်ထမင်းနေချက်မှာငါချက်မှာသူချက်မလို့ငါချက်မလို့တဲ့ထမင်းကမချက်အိမ်တိုင်းရှိသူတို့မလို့ကိုလည်းအိမ်ရညက်ပတ်အိမ်ချန်စီကိုကာမဲဟာသူကမလို့ကိုလည်းမကားတဲ့ခါကျတော့ဘာဖြစ်လဲသူများဘေးအိမ်တွေကကိုချက်မီကိုကျူးကျော်ပြီးတော့ဟလာကျွန်တော်တို့အိမ်တွေကပစ္စည်းတွေခိုးမယ်
အဲ့ဒါကျွန်တော်တို့အိမ်ထဲဝင်ပြီးတော့တီးနေနေစိုက်ပြိုးပြီးတော့မှအဲ့ဒါတို့ကလူယူမယ်ကျွန်တော်တို့ရဲ့ခြံစည်းမလုံခြုံနဲ့ချင်းချင်းမညီညွတ်တော့ဘာဖြစ်မလဲကျွန်တော်တို့အိမ်တွေကမြေကျူးကျော်ခံရမယ်ကျွန်တော်တို့ရဲ့ပိုင်ဆိုင်မှုတွေပါသွားမယ်ဆိုတော့နိုင်ငံတော်မှာဘာဖြစ်ဖို့လို့လဲဆိုတော့ကျွန်တော်ညီညွတ်ဖို့လိုတာပေါ့ဆိုတော့ကျွန်တော်တို့နိုင်ငံတော်ကနိုင်ငံသားတွေရဲ့ပညာရေးကျန်းမာရေးနဲ့အလုပ်ကိုင်ခွင့်လန်းကောင်းမွန်လုပ်ရမယ်အဲ့ဒီတော့ကျွန်တော်တို့တိုင်းပြည်ဘာလုပ်ဖို့လိုလဲတည်ငြိမ်အေးချမ်းဖို့လိုတယ်တည်ငြိမ်အေးချမ်းဖို့ဆိုတာကျွန်တော်တို့နိုင်ငံသားချင်းစီးလုံးညီညွတ်ဖို့လိုနော်ဆိုတော့ကျွန်တော်တို့တွေကဒါတူဦးကောင်းတယောက်ကောင်းအစိုးရတရက်ထဲကိုလေကျွန်တော်အားကိုးလို့မရအစိုးရဘယ်လောက်ကောင်းကောင်းပြည်သူမညီညွတ်ရင်ပြည်သူတွေစီးလုံးမှုမရှိရင်တိုင်းပြည်ကိုကောင်းမွန်တည်ဆောက်လို့မရဆိုတော့အစိုးရလည်းကောင်းဖို့လိုသလိုပြည်သူလူထုကလည်းစီးလုံးညီညွတ်ဖို့လိုတယ်ကြိုးစားဖို့လိုတယ်ဟဲ့လားမြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေးကနိုင်ငံသားအလုံးနဲ့ဆိုင်မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းဖို့ကနိုင်ငံသားအလုံးနဲ့ဆိုင်ဟုတ်လားကျွန်တော်တိုင်းရင်းသားတွေလက်နဲ့မကင်တော့တဲ့နေ့ကကျွန်တော်တိုင်းပြည်အေးချမ်းတဲ့နေ့ပေါ့အဲ့လိုအေးချမ်းပြီဆိုတော့ကျွန်တော်တိုင်းပြည်ကိုကမ္ဘာနဲ့ရင်ပေါင်တန်းနိုင်အောင်ကျွန်တော်တို့တိဆောက်လို့ဖွံ့ဖြိုးတိုးတက်အောင်လုပ်လို့ရပြီပေါ့ကျွန်တော်တိုင်းရင်းသားတွေလက်နဲ့ကင်နေသည်ကျွန်တော်တို့တွေမညီညွတ်နေတဲ့မင်းပမာငါရခိုင်ငါရှက်ငါပိုးငါတောင်ရိုးငါပလောင်ဆိုပြီးတော့ရန်ဖြစ်နေသည်အစိုးရဘယ်လောက်ကောင်းကောင်းကျွန်တော်တိုင်းပြည်ကိုတိဆောက်လို့မရဒါကြောင့်ကျွန်တော်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ဟာနိုင်ငံတော်မှာလည်းတာဝန်ရှိသလိုပြည်သူလူထုမှာလည်းတာဝန်ရှိတယ်နိုင်ငံသားတွေမှာလည်းတာဝန်ရှိတယ်ပြည်သူလူထုကလည်းညီညွတ်ဖို့လိုတယ်စီးလုံးဖို့လိုတယ်အဲ့ဒါကြောင့်အစိုးရနဲ့ပြည်သူလက်တွဲညီပါမှကျွန်တော်တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကိုဆောင်ရွက်နိုင်မယ်တိုင်းပြည်တည်ငြိမ်အေးချမ်းပြီဆိုမှကျွန်တော်တို့ဖွံ့ဖြိုးတိုးတက်ရေးကိုဆက်သွားနိုင်မယ်ကျွန်တော်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ပြီဆိုရင်ကျွဲကူးကြပါပေါ့နိုင်ငံသားတွေဘဝလုံခြုံသွားမယ်နိုင်ငံသားတွေရဲ့ဘဝအလုပ်ကခွင့်လန်းတွေပေါ်များလာမယ်ဟလာနိုင်ငံသားတွေကောင်းကောင်းပညာသင်လို့ရမယ်ကလေးတွေကျွန်တော်ရဲ့နာကကလေးတွေကျွန်တော်ကလေးတွေကောင်းကောင်းဆိုးဝါးပူဇော်လို့ရဒီကနေ့မတည်ငြိမ်မအေးချမ်းတဲ့နေရာမှာစာသင်လို့လည်းမရအောင်စေကူလို့လည်းမရအောင်အလုပ်လုပ်လို့လည်းမရအောင်ဒီနိုင်ငံသားတွေရဲ့မျက်ရည်ကိုနိုင်ငံတော်အစိုးရကတုတ်ပေးမှရမယ်အဲ့လိုတုတ်ပေးနိုင်မှုအတွက်ကနိုင်ငံသားတွေအားလုံးစီးလုံးညီညွတ်ဖို့လိုဟာလူမျိုးဆွဲဒေသဆွဲဘာသာဆွဲတွေနဲ့လက်နက်ကင်နေသည်၍ကျွန်တော်တိုင်းပြည်မတည်ငြိမ်မအေးချမ်းသေးမြကျွန်တော်တို့ဖွံ့ဖြိုးတိုးတက်ရေးကိုမလုပ်နိုင်ဖွံ့ဖြိုးတိုးတက်ရေးမလုပ်နိုင်သမျှကျွန်တော်တို့လူမျိုးတွေရဲ့အနာဂတ်မတောက်ပါနိုင်ကျွန်တော်တို့အနာဂတ်မတောက်ပါနေသမျှကျွန်တော်တို့တိုင်းပြည်ကကမ္ဘာအလယ်မှာညနေငယ်စွာနဲ့ကြံခဲ့ဦးမှာပဲအစိုးရဆိုတဲ့တဲမှာတက်မတော်လေးပါတယ်မြန်မာနိုင်ငံရဲတပ်ဖွဲ့လေးပါတယ်ဌာနဆိုင်ရာအားလုံးလေးပါတယ်ဟဲ့လားဒီဌာနဆိုင်ရာအားလုံးနဲ့ကျွန်တော်လက်တွဲပြီးတော့မှတိုင်းပြည်ကိုပြန်လည်တည်ဆောက်မဲ့အခြေရောက်ပြီးဟဲ့လားကျွန်တော်တို့လူမျိုးဆွဲတွေဆွလို့ရမယ်ဘာသာဆွဲတွေဘေးဖယ်ထားရမယ်ဟဲ့လားကိုလူမျိုးကိုဘာသာကိုချင်းမြတ်လို့ရမယ်တန်ဖိုးထားရမယ်ဒါကတစ်ပိုင်းနိုင်ငံတော်ရဲ့အရေးနဲ့ရှင်နိုင်တော့အစွဲတွေကိုဘေးဖယ်ပြီးတော့မှဟဲ့လားလူမျိုးမတူတဲ့လက်တွဲရမယ်ဘာသာမတူတဲ့လက်တွဲရမယ်မြန်မာနိုင်ငံသားစိတ်သက်ပေါ့ပြည်တော်စုစိတ်သက်ပေါ့တနည်းအားဖြင့်ပြောရင်တော့ကျွန်တော်တို့တိုင်းပြည်ကိုစူးစမ်းတယ်ဆိုတာအနာဂတ်ကျွန်တော်တို့ရဲ့မျိုးဆက်လူငယ်တွေကဘာမှခေါင်းပုံရင်ကော့ပြီးတော့တွာလာနိုင်အောင်လုတ်ကန်နိုင်အောင်ကျွန်တော်တို့တွေပြည့်စက်စူးစမ်းကြတယ်အခုချိန်ကျွန်တော်တို့လူကြီးတွေသဘောထားအတ္တတွေကြီးပြီးတော့သဘောထားမကြီးသေးရဲ့ဟလားကိုကျိုးအတ္တတွေရှေ့တန်းတည်ပြီးတော့မှရန်ဖြစ်နေသမျှနောက်မျိုးဆက်ကိုကျွန်တော်တို့ကတတ်တယ်နဲ့အတူတူပဲအဲ့တချိန်ကျရင်ကျွန်တော်မျိုးဆက်ကကျွန်တော်တို့ပြန်ဆဲလိမ့်မယ်ခင်ဗျားတို့မညီညွတ်လို့ကျတို့ဘဝပြရတယ်ဆိုတော့အဲ့လိုအစဲမခံဘူးကျွန်တော်တို့အတ္တတွေကိုဘေးဖယ်ပြီးတော့မှသဘောထားကြီးကြီးနဲ့ညီညွတ်နဲ့ကျွန်တော်တို့လက်တွဲပြီးတော့တိုင်းပြည်ကိုပြန်လည်တည်ဆောက်ကြတယ်